သမီးလာအပြင်မှာပဲဖြစ်ပါရဲ့ရှင်သမီးရဲ့ဖေးစီလို့ရှင်တော့သမီးစမှာပဲဖြစ်ပါရဲ့ရှင်ခုအဲ့ဒါလေးပုတ်ပါမယ်ညတော့အနေနဲ့နှက်ပုတ်လိုက်ပါရဲ့ရှင်အဲ့လေးလို့ပုတ်လို့ပြီးသွားပြီပေါ့နော်ဒီလောက်မျိုးအဲ့ဒါလေးနဲ့ရှင်ပါပဲရှင်ကျမအနီအောင်လေးတွိုက်ပါတယ်ခုဘက်တစ်ခုဘက်မြင်လို့တစ်ခုလေအဲ့လိုလုပ်ပါမယ်ရှင်ကျမတို့နီအောင်လေးပဲသုံးလိုက်ပါတယ်ကျွန်တော်အဝူလေးလေးလုံးမှာပေါ့နော်လောက်အောက်လေးလည်းလုပ်ပါမယ်ဒီလုံးလေးတို့လေးလေးလုပ်ပါမယ်နောက်ထပ်တစ်ခုလည်းအဲ့လိုလုပ်ပါမယ်လေးလေးခုမျိုးလုံးတောက်လေးလားဆွဲလေးလားဆူလေးလားမကြည့်ဘူးရှင့်အဲ့ဒါလေးကိုလုပ်ရှယ်ပါမယ်ကျန်နာနဲ့လေးဆွဲမယ်ပေါ့နော်အဲ့ဒါလေးနာနဲ့ထိုက်အခခွေကိုပူပြီးဆွဲရပါတယ်ရှင်ဘလို့လေးလုပ်ပြရတယ်ရှင်ကျမဖေးလို့ရှင်တော့ဆုံးမှာပေါ့နော်အခုကျမရဲ့မျက်လုံးအောက်ပေါ့နော်အဲ့ဒါလေးကိုလုပ်ဖို့ဆုံးပါမယ်ကျမဟိုလိုလက်ချက်ပါလိုလက်ချက်ပါတယ်လှလားမလှလားလည်းမသိပါဘူးနှာခေါင်းမေးရိုးလေးတွေလုပ်ပါမယ်ကျမတို့တော်တော်လေးထင်ကျင်တာဆိုတော့လေနောက်ထပ်တစ်ခုလည်းလုပ်ပါမယ်ရှင်နောက်ထပ်တစ်ဖက်ပေါ်နောက်တစ်ခုဖြစ်ပါဒီမှာမေးရိုးလေးလုပ်ပါမယ်ရှင်မေးရိုးမဟုတ်မှားဝပါနီပေါ့နော်ပါနီကတော့အတူပါနီလုပ်တဲ့ဟာအတမ်းမတူလို့အဲ့ဒါလေးနဲ့ပဲလုပ်လိုက်ပါတယ်နှခမ်းလေးဆိုပါမယ်ရှင်ညမျိုးလုံးအားလိုက်တာရှင်းမယ်ပေါ့နော်အခု